ဒီလူချက်ဟာထူးဆန်းတဲ့အချက်တစ်ခုကိုသတိထားမိသွားပါတယ်ဝယ်သူဟာတနက်ကိုသူ့ထက်3စက္ကန့်ပိုမြန်အောင်ကြီးဖြည့်နိုင်ခဲ့တာဖြစ်ပြီးသူကအဝေးကြီးမှန်ပြောင်းစကောက်ကိုတမင်တကာလွဲအောင်လုပ်ထားပေမဲ့သူမကချက်ချင်းသတိထားမိသွားပါတယ်သူမကတစ်ချိန်ပဲချိန်ကြီးလိုက်ရုံနဲ့စနိုက်ပါရိုင်ဖယ်ဟာ1ကီလိုမီတာကွာကပြစ်မှတ်ကိုထိမှန်သွားပါတယ်ဒါကသူ့ကိုစဉ်းစားစရာဖြစ်စေခဲ့တာကသူဟာအဖွဲ့အစည်းကနေအနားယူခြင်းနဲ့လို့ပြောပြီးကမှဒီရောင်းဝယ်ကိုသူတို့ကရုတ်တရက်စီစဉ်ပေးခဲ့တာကြောင့်ဒါဟာတိုက်ဆိုင်မှုတစ်ခုမဖြစ်နိုင်ဘူးလို့ယူဆလိုက်ပါတယ်သူ့ကိုပိုပြီးအံ့ဩသွားစေတာကဝယ်သူကလက်နက်ကိုပြန်ပေးပြီးအတန်တိတ်ကရိယာဆာလန်ဆာကိုစမ်းသပ်ဖို့သူမဘေးမှာရက်ပစ်ခိုင်းတာပဲဖြစ်ပါတယ်သူမကိုတတ်ဖို့အခွင့်အရေးရပေမဲ့သူမလုပ်ခဲ့ပဲပိုကောင်းတဲ့အကြံတစ်ခုကိုထုတ်ခဲ့ပါတယ်ဝယ်သူကလက်နက်ကိုသဘောကျပေမဲ့ချက်ကတော့ဒါကိုထပ်မံချိန်ညှိဖို့လိုသေးတယ်လို့အကြောင်းပြပြီးအချိန်ဆွဲခဲ့ပါတယ်အပြန်လမ်းမှာချက်ကသူ့ကားဗန်ပါကိုကန်လိုက်ပြီးကားပြင်ဆိုင်မှာလက်နက်အဆင့်မြင့်ဖို့အစိပ်ပိုင်းချို့ကိုတိတ်တဆိတ်ခိုးယူဖို့ကြိုးစားခဲ့ပေမဲ့ဆိုင်ရှင်ကသူ့ကိုမိသွားတယ်အိမ်ပြန်ရောက်တဲ့အခါသူဝယ်လာတဲ့အစိပ်ပိုင်းတွေကိုအသုံးပြုပြီးပြုပြင်ထားတဲ့လက္ခဏာလုံးဝမပေါ်တဲ့အတန်တိတ်ကရိယာတစ်ခုကိုသူကိုယ်တိုင်တိစောက်လိုက်ပါတယ်မူရင်းတနက်နဲ့ကိုက်ညီမှုရှိစေဖို့သူကမှောင်ခိုဈေးကွက်ကနေတပတ်ရစ်တနက်တစ်လက်ကိုဝယ်ယူပြီးအကုန်ဖြုတ်ကပြန်တက်ဆင်ခဲ့ပါတယ်